ကလေးတွေအတွက်သွားတိုက်ဆေးရွေးတဲ့အခါကျရင်အရေးကြီးဆုံးက fluoride ပါဝင်ဖို့ပေါ့နော် fluoride ပါတဲ့သွားတိုက်ဆေးကတော့မဖြစ်မနေရွေးဖို့လိုတယ်ကျမတို့အရင်ခေတ်ကကလေးတွေနဲ့ဒီဘက်ခေတ်ကကလေးတွေနဲ့တော့မှစားတဲ့တောက်တဲ့ပုံစံတွေမတူကြတော့ fast food တွေအရင်စားလာကြတယ်ပြီးရင်လေဖောင်းတုပ်တွေ snacks တွေအရင်စားတယ်အချိုတွေအရင်စားလာကြတာပေါ့နော်အဲ့ဒီတော့ကလေးသွားလေးတွေရဲ့ကြွေလွှာအရန်ကိုနှုတ်ပြီးတော့ပျော့တာဖြစ်တဲ့အတွက်သူတို့ကိုလွယ်ကူပိုးမစားအောင် fluoride ပါတဲ့သွားတိုက်ဆေးသုံးပေးဖို့လိုတယ်အခုဆိုရင်9လသားအရွယ်ကနေစပြီးသုံးလို့ရတဲ့ fluoride သွားတိုက်ဆေးတွေပေါ်နေပြီပေါ့နော်ဆိုတော့ဆေးဆိုင်တွေမှာမေးပြီးတော့ဝယ်ပါအဲ့ဒီလိုမျိုးကလေးသွားတိုက်ဆေးလေးသုံးပေးပါပေါ့နော်အသက်3နှစ်အောက်ဆိုလို့ရှင်တော့ဆန်စီအရွယ်လောက်ကလေးပဲသွားတိုက်ဆေးကိုသုံးပေးရတယ်အသက်3နှစ်ကျော်သွားပြီဆိုလို့ရှင်တော့ပဲပြုတ်စီအရွယ်လောက်သုံးပြီးလို့ရတယ်ပေါ့နော်နောက်တစ်ခုကကလေးသွားတိုက်ဆေးတွေထဲမှာfluoride ပါတာအပြင်ကိုမှအရသာလေးတွေပေါ့နော်ကလေးတွေကြိုက်တယ်လိမ္မော်သီး strawberry သီးစက်ပြစ်စတဲ့အချိုရသာလေးတွေထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်ကလေးကသွားတိုက်ချင်စိတ်ကိုဖြစ်စေတယ်ကျမတို့ကလေးတွေသွားပိုးစားပေါက်မဖြစ်ဖို့အတွက်အရေးကြီးဆုံးကညအိတ်ခမ်းကြီးကိုမဖြစ်မနေသွားတိုက်ရမယ်သွားတိုက်ပြီးရင်ဘာမှမုတ်တွေအချိုတွေအချိုရည်တွေဘာမှမကြွေးရတော့ဘူးပေါ့နော်အဲ့လိုမျိုးလေးအကျင့်လေးသာလူကြီးမိဘတွေကတိဆောက်ပေးမယ်ဆိုလို့ရှိရင်ကလေးတွေရဲ့သွားပူစားယောဂကင်းဝေးသွားမှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့နောက်ထပ်ဗီဒီယိုကြရင်ပြန်တွေ့ပါမယ်ဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်